မိန်းကလေးတွေရဲ့နှလုံးခုန်တော့ယောက်ျားလေးတွေထက်ပိုမြန်နေဆိုတာသတိထားမိလားပုံမှန်အားဖြင့်အရွယ်ရောက်ပြီးလူတွေမှာနှလုံးခုန်နှုန်းက10မိနစ်ကို60ရာနေ100ကြားရှိပါတယ်။ပြန်များကြည့်မယ်ဆိုရင်အမျိုးသမီးတွေရဲ့နှလုံးခုန်နှုန်းကယောက်ျားလေးတွေထက်ပိုမြန်နေတာကိုတွေ့ရမှာပါ။ဘာကြောင့်အမျိုးသမီးတွေရဲ့နှလုံးခုန်နှုန်းကပိုမြန်နေရလဲဆိုရင်တော့နှလုံးရွယ်စာပိုသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်အနက်လိုအပ်တဲ့သွေးနဲ့အောက်ဆီဂျင်ရဖို့အတွက်နှလုံးကပိုပြီးတော့တွတ်တွတ်လေးခုန်ပေးရတာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့အမျိုးသမီးတွေရဲ့မဟော်မုန်းအီစထရိုဂျင်ကသွေးလည်ပတ်မှုစနစ်အပေါ်တက်ရောက်မှုရှိတာကြောင့်မလို့နှလုံးခုန်နှုန်းကိုမြန်စေပါတယ်။နောက်ဆုံးချက်ကတော့နှလုံးခုန်နှုန်းကိုထိန်းညှိပေးတဲ့ SA နှုန်းရဲ့ဇီဝကမ္မဖြစ်စဉ်ကွာခြားချက်ကြောင့်ဖြစ်ပါတယ်။အမျိုးသားအမျိုးသမီးဆိုတဲ့ခြံတာကွာခြားချက်တွေအပြင်အားကစားလုပ်တဲ့အခါမှာ lean body mass နဲ့ကိုယ်ကစားတဲ့အားကစားမျိုးစားပေါ်မူတည်ပြီးတော့လည်းနှလုံးရဲ့လှုပ်ဆောင်ချက်တွေပြောင်းလဲနိုင်ပါတယ်။